တလောက်ဒေါ်လာ100ရင်းနှီးမြှုပ်နှံမှုလောက်တာနဲ့တင်မီလီယံနာဖြစ်နိုင်တာမိတ်ဆွေသိပါသလားဒီနီလန်ကိုအသုံးပြုပြီးတော့အမေရိကန်နိုင်ငံမှာရှိတဲ့လူချမ်းသာအများစုကသူတို့ရဲ့ချမ်းသာကြွယ်ဝမှုကိုတည်ဆောက်သွားကြပါတယ်ဆိုတော့အကြောင်းအမတင်ပေးနိုင်တဲ့ပညာရပ်တစ်ခုကိုဒီနေ့ကျွန်တော်ပြပြမှာဖြစ်ပါတယ်အသက်16နှစ်ကနေ retirement 65နှစ်အထိကိုတလောက်ပုံမှန်ဒေါ်လာ100ရင်းနှီးမြှုပ်နှံမှုလောက်သွားတာနဲ့တင်မီလီယံနာဖြစ်နိုင်ပါတယ် S&P 500လို့ခေါ်တဲ့အမေရိကန်နိုင်ငံမှာရှိတဲ့ကုမ္ပဏီအခု900ပေါင်းစပ်ထားတဲ့ stock ထဲမှာရင်းနှီးမြှုပ်နှံမှုလုပ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်ဆိုတော့ဒီ S&P 500ဆိုတာပါလေပေါ့နော်မိတ်ဆွေဈေးသွားတယ်ဆိုတော့ဒီချင်းတောင်းတစ်ခေါင်းယူသွားတယ်ပေါ့နော်အဲ့ဒီထဲမှာငါပြောတီး3လုံးပါတယ်ပန်းတီး3လုံးပါတယ်စပစ်တီး3ဆွဲပါတယ်လိမ္မော်တီး2လုံးပါတယ်အဲ့လိုမျိုးဒီအမေရိကန်နိုင်ငံမှာရှိတဲ့စီးပွားရေးအောင်မြင်နေတဲ့ကုမ္ပဏီအခု900ပါဝင်ပေါင်းစပ်ထားတဲ့ stock တစ်ခုဖြစ်ပါတယ် index fund ဆိုတာကတော့ Tesla ပါတယ် Apple iPhone တွေထုတ်နေ Apple stock တွေပါတယ် Microsoft stock တွေပါတယ်အစရှိသဖြင့်အဲ့လိုမျိုး stock အခု900ပေါင်းစပ်ထားတဲ့ stock တစ်ခုဖြစ်ပါတယ်ဆိုလို့ရှိရင်တော့အမေရိကန်နိုင်ငံရဲ့စီးပွားရေးကိုကိုကရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ပုံစံပါပဲကိုကနိရှေလများဆိုရင်းနှီးမြှုပ်နှံမှုလုပ်လာတဲ့အခါဒီ compound interest လို့ခေါ်တဲ့အတူပေါ်ဆင်းသွားပြီးတော့ဒါရင်းနှီးမြှုပ်နှံမှုရရှိတဲ့ပုံစံတစ်မျိုးပဲဖြစ်ပါတယ်ပြည့်မြတ်ခြုံငုံပြီးတော့ကျွန်တော်တို့ဒီ1950ကနေ2026အထိကြည့်လိုက်မယ်ဆိုရင်8 to 10% လို့ဆိုပြီးတော့ပြည့်မြတ်ပြောကြတာဖြစ်ပါတယ်ဆက်ရှင်ဖြစ်နေတဲ့မိတ်ဆွေတွေအတွက်ဆိုရင်တော့ဒီနိလန်ကိုတည်ထားတာအချိန်မှာကိုယ့်အတွက်အကျိုးရှိလာပါတယ်ဆိုတော့ကိုကဆက်ရှင်နဲ့လည်းမဟုတ်တော့ဘူးအသက်က30ဝန်းကျင်ရောက်နေပြီဆိုရင်မိတ်ဆွေပို့ပြီးတော့ထုတ်လို့ရတာကတော့မိတ်ဆွေရဲ့ဒီရင်းနှီးမြှုပ်နှံမှုပမာဏအမောင်းကိုတိုးပြီးတော့ရင်းနှီးမြှုပ်နှံမှုလုပ်မှဆိုရင်တော့ငွေကြေးပန်းတိုင်အနေအထားတစ်ခုကိုရောက်ရှိမှာပဲဖြစ်ပါတယ်အခုကျွန်တော်ဆက်ပြီးတော့ဘယ်လိုပုံစံရင်းနှီးမြှုပ်နှံမှုလုပ်ရတယ်လဲဆိုတာကိုပြသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ app Robinhood လို့ခေါ်တဲ့ app ထဲကိုကျွန်တော်ဝင်လိုက်မယ်ပေါ့နော်အဲ့ဒီ platform ကိုအသုံးပြုပြီးတော့ကျွန်တော်ဒီရင်းနှီးမြှုပ်နှံမှုလုပ်မှာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာကျွန်တော်ဒီ S&P 500ရဲ့ ticker number လို့ခေါ်တာပေါ့နော်ဒီ ticker number ကိုကျတော့ကျွန်တော်ဒီ VOO ဆိုပြီးတော့ဒီ Vanguard ထုတ်ထားတဲ့ S&P 500ကိုကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုလုပ်မှာဖြစ်ပါတယ်ဒီ VOO ဆိုတဲ့ဟာကိုကြားရရှင်နေသူကဒီ VOO ဆိုတဲ့ဟာကိုတွေ့ပြီဆိုရင်အဲ့ဒါလေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီမှာသူ့ရဲ့ stock တစ်ခုလုံးကဒီဝန်းကျင်တန်ဖိုးရှိရပေါ့နော်ဆိုလို့ရှိရင်ကိုကဒီ stock တစ်ခုကိုပိုင်ဆိုင်ဖို့ဒီဝန်းကျင်ရှိမှပဲရတာမျိုးမဟုတ်ဘဲနဲ့ကိုလိုချင်တဲ့ဒီ fraction share လေးလေကိုကဝယ်လို့ရပါတယ်ဒေါ်လာ100ဒါမှမဟုတ်ဒေါ်လာ50ဒါမှမဟုတ်ဒေါ်လာ20အဲ့လိုမျိုးကိုနိုင်တဲ့လောက်ပမာဏလေးတွေကိုဝယ်ပြီးတော့စုသွားလို့ရင်းနှီးမြှုပ်နှံမှုလုပ်သွားလို့ရပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးတာနဲ့ဒီထဲမှာကျွန်တော်တို့ဒီ trade လုပ်မယ် trade ပြီးတာနဲ့ကျွန်တော်ဒီမှာ buy ဆိုတဲ့ဟာလေးကျွန်တော်တို့နှိပ်လိုက်ပြီဆိုတော့ねဒီခုရဲ့ဒီ portfolio ထဲမှာသူကဒီ stock ကိုဝယ်ပြီးသားဖြစ်သွားဖြစ်ပါတယ် Okay နောက်ဗီဒီယိုမှာဆက်လက်ပြီးတော့ကျွန်တော်တို့စုံကြရအောင်